ဟုတ်ရဲ့မင်းလည်းကြီးရွာနဲ့မင်းလည်းလည်းကြီးရွာမင်းလည်းကျောင်းသားကြီးကြီးရွာဝစကန်အသီးသီးမှာပါဝင်လူတန်းကြကုန်သောလမ်းအလူရှင်အလူမပေါင်းသူတော်ကောင်းတို့ခင်ဗျာကျွန်တော်တို့အခြားတိုင်းခရိုင်မျိုးနယ်အသီးသီးမှာလူတန်းကြကုန်သောအလူရှင်အလူမပေါင်းနဲ့နိုင်ငံရခြားမှာသွားရောက်အလုပ်လုပ်ကန်၍လမ်းကျွန်တော်မင်းလည်းဖုံးတော်ကြီးကျောင်းဟာလာရောက်ပါဝင်လူတန်းကြကုန်သောအလူရှင်အလူမကျွန်တော်ရဲ့ညီငယ်ညီမငယ်များအပေါင်းတို့ခင်ဗျာမနှက်ပြန်မနှက်မှာဖြစ်တရင်တို့လာပြင်းနေဥပဒေယောဂီအပေါင်းတို့ဟာ9ပါးသီလနဲ့10ပါးသီလအင်္ဂါ9ပါးအင်္ဂါ10ပါးနဲ့ပြည့်စုံသောသီလတော်များကိုခံယူစောင့်တည်ပြီးတကားလားလမ်းလူကိုရေစက်ချတပါးနဲ့ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်နှစ်ဖက်မနဲ့8နာရီတိတိမှာဖြစ်မင်းလည်းကျောင်းထဲသို့လမ်းအလူရေစက်ချတရားနာကြောရောက်ကြပါရန်လေးမြတ်စွာဖြင့်ဖိတ်ကြားအပ်ပါသည်ခမညာ